ကလေးမမဝိုင်းတတ်သေးခင်ဆရာသခင်သူ့လက်ကလေးနဲ့မူးဘော်ကရွှေလာမင်းလိုဝိုင်းဝိုင်းဆက်ဆက်လက်ထပ်ထားတဲ့ဝါတုံးကလေးမဝိုင်းတတ်သေးခင်ဆရာသခင်သူ့လက်ကလေးနဲ့မူးဘော်ကရွှေလာမင်းလိုဝိုင်းဝိုင်းဆက်ဆက်လက်ထပ်ထားတဲ့ကာကြီးကဒီလိုွားလို့ဝိညိုအောင်ကအနန္တကြီးလူရှင်ပန်းအတွင်ပညာမလှသည်ဘူးဥယျာဉ်မူဘဝပြုပြင်ယူရအလားတွေဆုံးလင်းဆံဖြူလို့သွားတွေ့အောင်ပရင်နေတွန်လဲပချိုင်ကြီးအထင်သာနဲ့ယုံလိုက်တိုင်းလှတော့ချစ်တော်